မောဟနဲ့လူတယောက်ဟာတရားဝါပေါ်မှာပဲဖြစ်စေသက်ရှိတရားဝါပေါ်မှာပဲဖြစ်စေသက်မဲ့အရာတွေပေါ်မှာပဲဖြစ်စေတွေ့ဝေးနေပြီဆိုလို့ရှိရင်ဒီလမ်းစဉ်အချက်၅ချက်အတိုင်းလိုက်နာရမယ်နံပါတ်၁ကဘာလို့ဆိုဂရုတံဝါတာဆရာကောင်းသမောင်းနဲ့အတူနေထိုင်ပြီးတော့နီးယူဖို့လိုတယ်ဒါအခုဆေးပညာမှာလဲလေဆေးပညာသင်ထားတဲ့ကျောင်းသားတွေဆရာဝန်ဖြစ်စဆရာမဖြစ်စဆေးပညာရှင်တွေဟာသမားတော်ကြီးနဲ့လက်တွဲပြီးတော့နောက်ကနေလိုက်ကြရတာဘယ်လိုယူဆတယ်ဘယ်လိုကူးတယ်ဘယ်လိုပြုတယ်ဆိုတာလိုက်မှတ်တမ်းတင်နေကြတာအဲ့ဒါဂရုတံဝါဒလို့ခေါ်တယ်ဆရာနဲ့တွဲဖက်ပြီးတော့လုံးနေဆရာနဲ့တွဲဖက်ပြီးတော့နေရမယ်ဒါမောဟပြောက်ဖို့အတွက်ချိန်ယူရမယ်ဆေးပညာမှာချိန်ယူရသလိုတခြားပညာရပ်တွေမှာလည်းချိန်ယူရသလိုလူရင်ထဲမှာဖြစ်နေတဲ့မောဟနဲ့ပတ်သက်လို့ရှိရင်အချိန်ယူရမယ်တရားပြတဲ့ဆရာနဲ့တွဲဖက်ပြီးတော့ကိုယ့်ရင်နဲ့မရှင်းတာတွေရှင်းအောင်လုပ်ဖို့ဆရာနဲ့အတူတွဲနေဖို့လိုတယ်တဲ့ဒါနံပါတ်1နံပါတ်2ကဥဒိတာဥဒိတာဆိုတာဆရာစီကပညာရပ်တွေကိုရှင်နဲ့ရအောင်သင်ယူဖို့လိုတယ်ဆရာနဲ့အတူနေမယ်ဒီပညာရပ်တွေကိုရှင်နဲ့ရအောင်သင်ဖို့လိုတယ်ရှင်နဲ့ရအောင်သင်တယ်ဆိုတာဘယ်ယောဂဘာကြောင့်ဖြစ်တယ်ဘယ်ယောဂတောင်းရင်ဘယ်ဆေးပြောက်ဘယ်ဆေးလိုအပ်တယ်ဘယ်ဆေးတောင်းရင်ဘယ်ယောဂပြောက်တယ်သို့တော့ဘယ်ဆေးမှာ side effect တွေဘာတွေရှိတယ်ဘယ်ဆေးက side effect မရှိဘူးဘယ်ဟာကသက်သာစေနိုင်တယ်ဘယ်ဟာကယောဂပိုဆိုးနိုင်တယ်ဆိုရက်ဒီမှတ်သားချက်ပညာရပ်တွေကိုရှင်တဲ့နှလုံးထဲအလွတ်ရနေအောင်လေ့လာရမယ်ဒါဥဒိတာဆိုကုထုံးတွေကိုသိနေရမယ်လို့ဆိုလို့အဲကုထုံးတွေသိမှကုထုံးတိုင်းကိုညာနဲ့ကိုပြန်ကြည့်ပြီးတော့ဒီနေရာပဲကုထုံးကအကောင်းဆုံးလို့ဆိုရင်ဒါတော့ကိုယ်ပိုင်ညာနဲ့ပြန်စဉ်းစားရမယ်ပေါ့အဲ့ဒါကိုဥဒိတာလို့ခေါ်တာဒီဘုရားမြတ်စွာဟောတဲ့သုတ်တန်နေကြည့်ပြီးတော့ဝိပဿနာရှုတယ်ဆိုတာဘာရှုရမလဲရုပ်ရှုရမလားနာမ်ရှုရမလားသို့မဟုတ်ယုတ်ကစရှုရလားနာမ်စရှုရလားအခြေခံဘယ်ဟာစရမယ်ဆိုတဲ့လမ်းညွှန်ချက်တွေကိုသိအောင်ကြိုးစားတာသီဝရီတွေပေါ့ဒါတွေကိုသင်ယူရမယ်လို့ဆိုလိုတယ်ဥဒိတသင်ယူထားတဲ့စာတွေသင်ယူထားတဲ့စာတွေကိုနောက်နံပါတ်3ကဥဒိဋ္ဌပရိပု္ပ္ပနာသင်ထားတဲ့စာပိုက်တွေကိုမရှင်းလို့ရှိရင်ဆရာနဲ့ဆွေးနွေးရမယ်မေးမြန်းရမယ်ဆွေးနွေးမေးမြန်းခြင်းဆိုလုပ်ရမယ်တဲ့နံပါတ်4ကဘာလို့ဆိုရင်ကာလီနဓမ္မတဝနံသင်ပြောတဲ့အချိန်ခါလေးမှာနားထောင်ရမယ်လက်ချာတွေလိုက်ရမယ်လို့ဆိုလို့တယ်မွမ်းမံသင်္นานတွေတက်ရမယ်ရသော်ဗျာတရားဆိုလို့ရှိရင်သင်ရတဲ့အချိန်မှာတရားထနာရမယ်ဒါမှကိုမသိတာတွေကတဖြည်းဖြည်းရှင်းလာပို့ရှင်းလာတယ်ကာလေနဓမ္မတဝနာသင်ရတဲ့အချိန်ခါမှတရားနာရမယ်နံပါတ်5ကဘာလို့ဆိုဌာနဝိနည်းရှာတယ်ဘယ်ကိစ္စမှမဆို reasonable ဖြစ်သလားမဖြစ်ဘူးလားဆိုတာဆုံးဖြတ်နိုင်အောင်ကြိုးစားအတွေ့အကြုံပေါ်မှာမှုတည်ပြီးတော့အမြဲတမ်းအကြောင်းအကျိုးကိုဆင်ခြင်သုံးသပ်ရမယ်ယောဂကုရနဲ့တရားရှာတာနဲ့အမှန်တမ်းတူညီပါတယ်အခုလည်းပဲအတွေးမှားကိုဖယ်ရှားတာဟာယောဂကုရနဲ့အလားတန်တူပါတယ်ဒါကြောင့်မို့အဲ့ဒီမှာအကြောင်းနဲ့အကျိုးကိုအမြဲတမ်းစစ်ဆုံးဖြတ်နိုင်ရမယ်အဲ့ဒီလိုစစ်ဆုံးဖြတ်နိုင်ပြီဆိုတဲ့အခါကျတော့မှ
မောဟဆိုတာယောနေသွားမှာဖြစ်ပါတယ်တဲ့အဲ့တော့မောဟအတွေးတွေပြားနေလို့ရှိရင်ဆရာနဲ့နေပါသီဝရီတွေချက်မှတ်ပါမရှင်းတာတွေကိုမေးပါချက်မှတ်ထားတဲ့ဟာတွေမရှင်းတာတွေကိုမေးပါရှမယံခါတရားနာပါသို့မဟုတ်လက်ချလိုက်ပါနံပါတ်5ကကိုယ့်ကိုဘာလုပ်လို့အကြောင်းနဲ့အကျိုးကိုဆင်ခြင်ဆုံးဖြတ်ပါအဲ့ဒါဆိုလို့ရှိရင်မောဟဟာတဖြည်းဖြည်းလွင်ပါသွားပြီးတော့ဉာဏ်ပညာကထိတ်ရှေ့တန်းရောက်လာမှာဖြစ်ပါတယ်ဒါကစနစ်တကျဝိတကတန်ထာနာသုတ်မှာမြတ်စွာဘုရားကအတူချုပ်လေးပြောထားတာကိုအထက်ကရာဆရာကြီးကရှင်းပြီးတော့သေချာပြပြတာဒီအချက်တွေနဲ့ဒီလိုလုပ်ပါလို့ဆိုပြီးတော့အဲ့တော့ဥပဒေနဲ့လှုပ်ထုံးလုံနည်းတခါတည်းပြည့်ပြည့်စုံစုံဟောထားတာဖြစ်တယ်